မင်္ဂလာပါရှင် M2 online shop မှာကြိုဆိုပါရရှင်ဒီ page ဂျုံ brand ကအိတ် site ကြီးတာလေးရှာနေတဲ့ညီမလေးတွေမမလေးတွေအတွက်ဒီနေ့မင်းကမိတ်ဆက်ပေးမယ်အိတ်လေးတစ်လုံးပေါ့နော်အိတ်လေးကဒီနေ့ဒီလိုလေးပါပြီးရင်အောက်မှာထောက်ပါမယ်နော်သူ့ရဲ့အောက်မှာထောက်လေးပါမယ်ပြီးရင်သူကားဒီမှာပစ္စည်းအရန်ဆန့်တယ်အများကြီးကိုဆန့်တယ်နော်ဒီမှာတကန့်ပါတယ်ဒီမှာတကန့်ပါတယ်ပြီးရင်ဒီဘေးနားမှာတကန့်ပါတယ်နော်အကန့်ကြီး၃ကန့်ပါတယ်နော်ပြီးရင်ဒီထဲလေးမှာဈေးအိတ်တစ်အိတ်ပါမယ်ဘေးနားမှာဒီတိုင်းအိတ်လေးကတစ်အိတ်ပါမယ်ပေါ့နော်ပစ္စည်းလုံးဝအများကြီးဆန့်တာကိုကြိုက်တာယူပေါ့နော်ဒါလေးဆိုရင်trip သွားတယ်ပါတယ်ဆိုလို့ရှိရင်တရက်နှစ်ရက် trip လေးဆိုလို့ရှိရင်လည်းဒီဟာလေးနဲ့ဆိုလို့ရှိရင်အဆင်ပြေရပေါ့နော်ဒီမှာသူက soft PU လဲတာအသားကိုတုံးပြထားတဲ့အတွက်အသားကတော့လုံးဝအပြော့သားပေါ့နော်အပြော့သားလာမယ်အယောင်လိုင်းနေနဲ့ဆိုလို့ရှိရင်သူက၄ရောင်လာမယ်အဖြူရဲ့ဒီအနက်လေးရဲ့ပြင်ဒီပင့်ရဲ့ပင့်အယောင်ရဲ့ဆိုပြီးတော့၄ရောင်လာတယ်နော်အဲ့ဒီလေးကသူ့ရဲ့ကျိုးလေးကဒီလိုလေးကျိုးလေးကဒီလိုလေးနော်ဒါဆိုလို့ရှိရင်ဒီဇိုင်း၃မျိုးလွယ်လို့ရတယ်နော်ဒီဇိုင်း၃မျိုးကင်လို့ရတယ်ပေါ့နော်ဒီလိုလေးကင်လဲရတယ်ဒီလိုလေးကင်ခြင်းလဲရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ဒီလိုလက်ကနေဒီလိုလေးကင်ပြီးကြွားလဲရတယ်ပေါ့နော်အဲ့လိုမဟုတ်ရင်ဒီမှာနောက်တစ်ခုကဒီမှာကျိုးရှည်ပါတယ်ဒီမှာကျိုးရှည်ပါတယ်ဒီမှာသူ့ရဲ့ဥစ္စာလေးကိုဒီလိုလေးရှာထားလဲရတယ်ဒီလိုလေးရှာထားပြီးတော့ဒီလိုလေးဒီလိုဒီဇိုင်းလေးလွယ်လေးရဒီရလားဒီလိုဒီဇိုင်းလေးလည်းလွယ်လို့ရတယ်နော်အဲ့လိုလေးဒီလိုလေးလည်းလွယ်လို့ရတယ်အဲ့လိုလွယ်ချင်ဘူးဆိုရင် crop patch အနေနဲ့လည်းလွယ်လို့ရတယ်ဒီလိုလေးလည်းလွယ်လို့ရတယ်နော်ဒီဇိုင်း၃မျိုးလွယ်လို့ရတယ်ဒီလိုဟာဆိုလို့ရှိရင်လုံးဝအရန်လာနော်ဒါလေးဆိုရင် 100% authentic စစ်ကိုလူကျင်မှညူနော်ဒီဟာလေးဆိုလို့ရှိရင် promotion ရှိတဲ့အချိန်ကြာလို့ရှိရင်3,900ကျော်ပေါ့နော်80% တိရှော့ရဆိုလို့ရှိရင်3,600ကျော်လောက်နဲ့ရတယ်ပေါ့နော်ငါလေးပါ